မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့အသင်းကနေပြီးလူမှုဝန်ထမ်းကယ်ဆယ်ရေးလက်အောက်မှာရှိတဲ့မိဘမဲ့ဂေဟာလေးကိုတွားရောက်စီစဉ်နေဖြစ်ပါတယ်ကလေးငယ်တွေအတွက်အာဟာရဖြစ်တဲ့ format ချိုရည်ဘူးများကို3ကက်တီတီယူပြီးတော့မှကလေးငယ်တွေကိုယ်တိုင်ကိုကြတော့၎င်းနောက်နေ့ဇာအတွက်ကျွန်တော်တို့3ကက်တီတီမြောက်ဝေလူတန်းနဲ့အချိုရည်ကက်ကကျွန်တော်တို့20ပြီးရင်ကျွန်တော်တို့ရန်ပြီးကလေးတွေအတွက်ဝစ်စရာအဝတ်အထည်ပြီးရင်ကျွန်တော်တို့ရေတန့်ကက်က40ပြီးရင်ကျွန်တော်တို့တက်စားတုပ်တွေပေါ့နော်ဆရာမတွေတက်စားတုပ်တွေကအစကျွန်တော်တို့တွားရောက်လူတန်းပေးခဲ့ဖြစ်ပါတယ်အဲ့တော့ကလေးငယ်တွေကလည်းကျွန်တော်များအာဟာရဒါနကုသိုလ်ပြုနိုင်ရန်လဲဖိတ်ခေါ်ပေးရသည်အဲ့တော့ဒီမှာအာဟာရဒါနပြုမယ်ဆိုလို့ရှင်ကလေးငယ်တွေတော်တော်များများရှိပါတယ်တွားရောက်ပြီးကိုယ်တိုင်ကိုယ်ကြတွားရောက်အာဟာရဒါနပြုနိုင်ပါတယ်ကျွန်တော်တို့ရဲ့လူရန်မှုများဒီ9ရက်သားသမီးများဤစုပေါင်းလူရန်မှုများသာဖြစ်ပါတယ်အလုံးတာရုခေါ်ဆောင်နိုင်ကြပါ